မင်္ဂလာပါရှင်နန်းနေ cooking blog မှာကြိုဆိုပါရစေဒီနေ့မှာတော့နန်းနေကအလွယ်တကူအိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတယ်ပဲပလာတာလုံးလေးကိုမျှဝေပေးမှာဖြစ်ပါတယ်အခုအရင်ဆုံးနန်းနေပဲပလာတာလုပ်ဖို့အတွက်စတော်ပဲဦးပေါ့နော်နန်းနေတပူးဒါတို့စီဘူးတပူးကိုနန်းနေရေစိမ်ထားမှာဖြစ်ပါတယ်ရေကိုတော့တနားကြီးကြာစိမ်မှာဖြစ်ပါတယ်ရှင်အဲ့တော့နန်းနေစတော်ပဲဦးပေါ့နော်တပူးကို1000ပေးခဲ့ရပါတယ်နော်1000ဘူးပေါ့နော်ရေစင်ပြီးပြီဆိုရင်တော့နည်းနည်းပဲကိုပဲထဲမှာပါတဲ့ဂဲလေးတွေပါတယ်နည်းနည်းသဲလဲပါတော့နည်းနည်းတန့်သွားအောင်လို့ပေါ့နော်ရေဆေးမှာဖြစ်ပါတယ်ရေကိုတော့နည်းနည်း3ချိန်ဆေးပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့စပစ်လို့ရပါပြီရှင်ပဲကရေစိမ်ထားပြီးသားဆိုတော့ပွားနေပြီးသားဆိုတော့ရေအများကြီးမထည့်ဘူးပေါ့နော်နည်းနည်းပဲထည့်ပါတယ်ပဲကိုမြုပ်ယုံလောက်လေးပဲထည့်ပါတယ်ရှင်စားနဲ့ငယ်ထည့်ပါတယ်ရှင်ဒီလောက်ဆိုရင်တော့ပဲကလည်းဣလာပြီပေါ့နော်ဒါပေမဲ့နည်းနည်းရေခမ်းအောင်ပြုတ်ပါပါရေခမ်းတဲ့အထိပေါ့နော်အရန်နူးနူးဣလေးဖြစ်သွားအောင်လို့ပါဒါဆိုလို့ရှိရင်တော့ပဲလည်းဣသွားပြီလုံးဝဣသွားပြီရေလည်းခမ်းနေပြီပေါ့နော်အဲ့လောက်ဆိုရင်တော့ရပါပြီပြီးရင်တော့နည်းနည်းကြက်သွန်ဒီစီသက်ပါမယ်ရှင်စီမတက်ခင်မှာတော့ပဲကိုနည်းနည်းခြေထားလိုက်ပါမယ်ကြည်သွားအောင်ပေါ့နော်ပဲပလာတာထဲမှာထည့်တဲ့ပဲကကြတော့ဣလေးနဲ့ဟောပေါ့နော်ဣမှကောင်းတာလေးနည်းနည်းမမာကြီးဆိုရင်မကောင်းအဲ့တော့နည်းနည်းကိုယ်တိုင်ပြုတ်တာဖြစ်ပါတယ်ကျက်သွန်ဒီစီတက်လိုက်ပါမယ်ရှင်ကျက်သွန်ဒီနဲ့နည်းနည်းမှုေးလာပြီဆိုရင်တော့နည်းနည်းပဲကိုထည့်ပါတယ်ပဲပြုတ်တဲ့အချိန်မှာနည်းနည်းစားထည့်ပြီးသားဖြစ်တဲ့အတွက်စားထည့်မထည့်တော့ဘူးပေါ့နော်တခါတည်းထည့်ပြုတ်ထားတာဖြစ်တဲ့အတွက်အရသာကိုထည့်ထားပါတယ်ပြီးရင်တော့နည်းနည်းလေးအနံ့မှုေးလာပြီဆိုရင်တော့နည်းနည်းတကြားအနေငယ်ထည့်ပါမယ်ရှင်ဒီလောက်ဆိုရင်ရပြီပေါ့နော်နည်းနည်းတကြားထည့်လိုက်ပါမယ်ပဲကိုတော့ကြည်သွားအောင်လို့ခြေမှာပေါ့နော်လုံးဝလေးနဲ့ပဲကကြည်နေမှစားလို့ကောင်းတာပါဒါဆိုရင်တော့ရပြီပေါ့နော်နည်းနည်းရပြီဆိုရင်တော့ဂျုံနေမယ်ပေါ့နော်ဂျုံကတော့နည်းနည်းကမှုေးဂျုံမုံ2ထုပ်ကိုသုံးထားပါတယ်ရှင်ပြီးရင်တကြားအနေငယ်ထည့်ပါတယ်စားအနေငယ်ထည့်ပါတယ်ရှင်အားလုံးကိုရောပြီးတော့နည်းနည်းလေးမှုေးလိုက်မယ်ကြက်ဥတစ်လုံးထည့်ပါတယ်ရေစထည့်ပြီပေါ့နော်ရေကိုတော့နည်းနည်းကအတိအကျတိုင်းမထည့်ပါဘူးရေကိုနည်းနည်းချင်းစီထည့်ပြီးနေပါမယ်နည်းနည်းချင်းစီထည့်ပြီးတော့နေရင်းနဲ့ဂျုံကအခုလိုစီစီလေးဖြစ်သွားပြီဆိုလို့ရှိရင်ရေထည့်တာကိုရက်လိုက်လို့ရပါပြီပြီးရင်နည်းနည်းခဏလေးအဖုံးဖုံးအုပ်ထားမယ်ပေါ့နော်နိုင်ဝက်လောက်ဂျုံပွားအောင်ပေါ့နော်ဒါဆိုရင်အခုဖွင့်လိုက်တဲ့အခါမှာပွားနေပြီအဲ့ဒီချိန်မှာနည်းနည်းစီထည့်မယ်စီနဲ့ငယ်ထည့်မယ်ပေါ့နော်စီထည့်ပြီးတော့ပြန်ပြီးတော့နေမှာပေါ့နော်ဂျုံလေးဖြစ်သွားအောင်နေတာဖြစ်ပါတယ်စီနဲ့10မိနစ်လောက်နေမယ်နော်10မိနစ်လောက်လုံးဝဂျုံသားလေးဣသွားအောင်လို့ပေါ့နော်ဒါဆိုရင်တဖြည်းဖြည်းနဲ့ဂျုံသားလေးကဣလာပြီးညက်ညက်ကလေးလည်းဖြစ်သွားပြီပေါ့နော်အဲ့ဒါဆိုရင်လည်းအဖုံးလေးအုပ်ပြီးတော့ရေခဲတက်တာလေးထည့်ထားလိုက်ပါမယ်နည်းညဘက်နေထားတာပေါ့နော်ရေခဲတက်တာထည့်ထားလိုက်ပါမယ်မနေ့ကြော်မှာဆိုတော့မနေ့ကျတော့ကြီးလိုက်တဲ့အချိန်မှာဂျုံသားပွားနေပေါ့နော်ဒါပေမဲ့လည်းနည်းနည်းထက်နေမယ်ပေါ့နော်ဂျုံသားလေးဣသွားအောင်လို့ပေါ့နော်ပို့ပြီးတော့ဣသွားအောင်နည်းနည်းလေးထက်နေလိုက်ပါမယ်ရှင်နည်းနည်းလေးနေလိုက်မယ်ပေါ့နော်နေတယ်လေးဖြစ်သွားအောင်လုံးဝဂျုံသားညက်သွားပြီနော်နေတဲ့အချိန်မှာလေလက်ကိုမကတ်အောင်ဂျုံမုံလေးတွေဖြူပြီးနေလို့ရပါတယ်ရှင်
ပြီးရင်တော့လိုတလောက်ပိုင်းဖြတ်လိုက်မှာပေါ့နော်နည်းနည်းကအိမ်မှာလိုစားတာဖြစ်တဲ့အတွက်နည်းနည်းလေးကြီးကြီးလေးလုပ်မယ်နော်တေးသေးလေးတော့မလုပ်ဘူးနည်းနည်းကြီးကြီးလေးနဲ့ပဲအထဲမှာများများလေးထည့်ခြင်းလို့ပေါ့နော်ပဲများများလေးစားခြင်းလို့ဂျုံပေါ့နော်နည်းနည်းကြီးထားတယ်အဲ့ဒါမှပဲကိုလိုတလောက်ထည့်လို့ရအောင်ပေါ့နော်အဲဆိုရင်နည်းနည်းစပြီးတော့ကြော်ဖို့ပြင်ဆင်မယ်နည်းနည်းရဲ့ပထမတကြားပလာတာလုပ်တဲ့လုံးဝပေါ့နော်နည်းနည်းရိုက်ပြရတယ်ပေါ့နော်နေရာကျဲလို့ဘန်းကြီးအကြီးမို့ဒီအခုကတော့ဘန်းလေးသေးသေးလေးဆိုနည်းနည်းမရိုက်ပြတော့ဘူးဂျုံကိုစီတုပ်ပြီးတော့ပေါ့နော်ဆွဲပြမယ်နော်ဂျုံသားလေးကိုပြီးရင်ဆိုရှင်တော့ပဲထည့်မယ်ပေါ့နော်ဒါအခုကတော့4000လေးဖြစ်သွားအောင်ဆိုရင်ကြော်လို့ရပြီအိုးထဲထည့်လိုက်ပါမယ်မီးကိုတော့ normal ထားပြီးကြော်မယ်နော်အရင်မပြင်းနဲ့အရင်ပြင်းလို့ရှိရင်တူးသွားမှာဆိုလို့ပြီးတော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုအတွက်ကိုနည်းနည်းအသားလေးပဲစီတုပ်ပြီးရဆွဲလိုက်မယ်ပေါ့နော်အသားလေးဂျုံကနေထားတာဤရဲ့အတွက်အလိုက်တင်ဆွဲလို့ရတယ်ပြီးလို့ရှိရင်ပဲထည့်မယ်ပေါ့နော်ပဲထည့်ပြီးခုနကလိုပဲခောက်လိုက်မှာပေါ့မီးကတော့ normal နဲ့ပဲကြော်မယ်နော်ဒီလောက်ဆိုရပါပြီဒါနောက်တစ်ခုလည်းအဲ့လိုပဲဘေးကိုအသားလေးဆွဲမယ်နော်ဆွဲတဲ့အခါမှာလေဂျုံပေါ်ကိုစီလေးတုပ်ပြီးတော့ဆွဲပြီနော်စီလေးတုပ်ပြီးဆွဲရင်ပျော့လေးဆိုတော့လိုတော့ဆွဲလို့ရတယ်ပေါ့နော်အဓိကတော့ပါသွားအောင်ဆွဲတဲ့သဘောပေါ့နော်ပြီးရင်တော့ခုနပဲကိုထဲပဲရတော့ share ပဲနည်းနည်းလို့ဒါအေးနာပဲကိုယ်တိုင်ပြုတ်ထားတာဆိုတော့အသားလေးခောက်လိုက်ပေါ့နော်လေးဘက်လေးခောက်ပြီးလို့ရှိရင်ထည့်ပြီးကြော်လို့ရပါပြီကဲဒါဆိုရင်ရသွားပြီဆိုတော့စားလို့ရပါပြီအားကြီးပဲရတယ်ဒါတော့9ခုကလေစွန့်တော့ကတ်ထားလို့နန်းနင်းလိုပဲကြော်စားကြည့်ကြပါနန်းနင်းရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းအချိန်ပေးပြီးကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တစ်ပတ်မှာလည်းဘယ်လိုဟင်းတွေချက်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုရင်းနဲ့နန်းနင်းရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးအားပေးသွားပါအောင်ရှင်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ရှင်